ဒီနေ့ဗီဒီယိုလေးကတော့လုံသမား6ယောက်ကိုဘယ်လိုမျိုးအမြန်ဆုံးရအောင်ယူလို့ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့လုံသမား6ယောက်ရဖို့ဘယ်လိုလုပ်ရမလဲလုံသမား6ယောက်ဖို့တော့ကတော့ဂျပန်တစ်ရှက်အရေးကြီးဆုံးကတော့ကိုဘိုးရဲ့ဗီတာပက်ရှန်လေးကို level 90တင်ထားပေးရမှာဖြစ်ပါတယ်ဒါမှတားလေကျွန်တော်တို့လုံသမား6ယောက်ဖို့အတွက် mission တွေလုပ်လို့ရမှာဖြစ်ပါတယ် okay အဲ့လိုမျိုးကျွန်တော်တို့ဗီတာပက်တာဟုတ်ကို level 90တင်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီပက်ရှန်လေးတော့ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီပက်ရှန်မှာကျွန်တော်တို့ BOB ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုထောက်ပြီးတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အလုံသမား6ယောက်ဖို့အတွက်ကဒီအောက်က average 4ခုပြီးမြောက်အောင်မှာဖြစ်ပါတယ်နံပါတ်1ချက်ကကျတော့ကျွန်တော် gear add လောက်အောင်မှာဖြစ်ပါတယ်Gear F ကကျတော့ဘယ်လိုမျိုးလောက်အောင်မလဲဆိုလို့ရှိရင်တော့သူကကျတော့ home page မှာ Gear F လုပ်ပေးရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဒါလေးကိုထပ်ပြီးတော့မှပြန်ရှင်းပြပေးအောင်မှာဖြစ်ပါတယ်။ Gear F ဆိုတာကကိုဘတို့ဒီကောင်လေးတွေကိုပြောတာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က Gear F လောက်ထားတာဖြစ်ပါတယ်။ဒါနှလုံး view ပုံစံလေးနဲ့ကျွန်တော်တို့ Gear F ထားပြီးတာဖြစ်ပါတယ်။သူ့ရဲ့ပုံမှန်တော့ဒီလိုပုံစံလေးပေါ့နော်။ဒီကောင်လေးကိုကျွန်တော်တို့က Gear F လုပ်ဖို့အတွက်ကလည်းဟိုဘက်ကရေတက်မှာဒီကနိုလေးကို level နည်းနည်းလေးမြင့်ပေးရမှာဖြစ်ပါတယ်။အရင်မြင့်စရာမလိုဘူးပေါ့နော်။ level လေးနည်းနည်းမြင့်အဆင်ပြေတယ်။ဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးကျွန်တော်ကနို travel ကနိုလေးပေါ့နော်နှလုံး view လေးလုပ်လို့ရမှာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ Gear F နောက်တစ်ခုဖြစ်ပါတယ်ဒီကောင်ကကျတော့ဒါအာရှာတာဝါလေးကိုကိုဘောက Gear F လောက်ထားတာဖြစ်ပါတယ်ဒီမှာဆိုတော့ကိုဘောပြီးလိုက်ပြီပေါ့နော်သူက Gear F လောက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုအနေအမြင့်ကျွန်တော်တို့ကနှစ်ခုလုပ်လို့ရမှာဖြစ်ပါတယ်နေနေလေးနဲ့ထားလို့ရမယ်အမြင့်လည်းထားလို့ရမယ်အဲ့လိုပုံစံလေးနဲ့ Gear F လုပ်ပေးလို့ရှိရင်တော့ဒါသူ့ရဲ့ mission လေးတွေပြီးတာဖြစ်ပါတယ်သူကအဲ့လို Gear F ပေါင်းအားလုံး3ခုလုပ်ပေးရမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်ဒီဘက်ကကနိုလေးကိုလုပ်ပေးရမယ်နောက်တစ်ခုကကျတော့ကျွန်တော်အာရှာတာဝါလေးကို Gear F တစ်ခုလုပ်ပေးရမယ်အမှနှစ်ခုပြီးတော့ကျွန်တော်နောက်တစ်ခုကကျတော့ဒီဘက်ကမော်တာကို Gear F လုပ်ပေးရမှာဖြစ်ပါတယ်အားလုံးပေါင်း Gear F 3ခုပြီးသွားပြီဆိုရင်တော့ဒီဘက်က mission လေးဟာပြီးပြီဖြစ်ပါတယ်အဲ့တော့ကိုဘောတို့ဒီဘက်ကကောင်ကိုဘောဒီမှာဆိုရင် Gear F လုပ်လို့မရဘူး brother တို့တွေ့တယ်မလား Okay လုံးလို့မရဘူးဆိုတော့တစ်ချက်နှိပ်လိုက်တာနဲ့ဘယ်လိုမျိုးလာပေါ်လဲဆိုလို့ရှိရင်တော့ Okay ကိုဘောကနည်းနည်းလေးဖက်တာလွဲသွားတယ်ပြဿနာဘာလဲဆိုတော့ဟိုဘက်ကကောင်တရားမှာဘိုးဖင်းနဲ့ဒီဘက်ကကောင် level 8တရားမှာဖြစ်ပါတယ် Oh my godness ဒီကောင်လည်းဟိုဘက်ချမ်းမှာကျွန်တော် level ဘယ်လောက်ထိလဲမသိဘူးတင်ရတယ်နော်သိပါတော့ brother တို့ကကျွန်တော်အမှန်မှဆိုတော့ level ဘယ်လောက်လဲမသိဘူးဗျဟိုဘက်ရှမ်းမှာအရင်ဆုံးနေရတယ်တခါလေကြားလို့ချင်းဒီဘက်ကကက်နိုကိုဒီဘက် sorry ဒီဘက်ကမော်တာကိုကျွန်တော်တင်လို့မရတဲ့ခါမျိုးတွေရှိတယ်အဲ့ဒါကြားလို့ရှိရင်တော့ကိုတို့ရေတက်ကမော်တာဖြစ်ဖြစ်တစ်ချက်ပြန်ပြီးတော့မှစစ်ကြည့်ပါနော်ဒီဘက်ကရေတက်ကမော်တာကိုလည်း level ဘယ်လောက်ထိတင်ထားလဲပေါ့ဘုံOkay ဒီမှာဆိုလို့ရှိရင်တော့ဒါ Gear F တစ်ခုကတော့ပြီးသွားလောက်ပြီဆိုတော့ကျွန်တော်ဒီ mission လေးဘက်ကိုတက်ပြတ်ကြည့်မယ်နော် Okay ဒီမှာဆိုကျွန်တော် upgrade ဆိုပြီးတော့ပေါ်နေပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်တော့ပထမဦးဆုံး mission လေးတစ်ခုကတော့ပြီးသွားပြီဒီမှာအမှန်ချင်းလေးပြသွားပြီနော်အဲ့ဒါလေးကိုဘိုးတို့က၄ခုလုပ်ပေးရမှာဖြစ်ပါတယ် Okay upgrade ကျွန်တော်တစ်ခုလုပ်လိုက်ပြီ Okay နောက်တစ်ခုကကျတော့ဒီမှာကျွန်တော်ရေးထားတာကျတော့ true level တစ်ခုကိုသူက level 18တင်ပေးရမှာဖြစ်ပါတယ်ဒီမှာရေးထားပြီးတာဆိုလို့ရှိရင်တော့ any beta base 2 true level ဆိုတော့ကျွန်တော် any beta base ဆိုတော့ကြိုက်တဲ့ကျွန်တော် true level တစ်ခုကိုဒါတင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုဘိုးတို့ဒီမှာဘာကိုတင်လို့ကောင်းမလဲဆိုတော့တစ်ချက်ကြည့်အောင်လောလောဆယ်ကိုဘိုးရဲ့အမြင့်ဆုံး true ကကြတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးဖြစ်တယ်အဲ့ဒါလေးကိုကိုဘောတို့တင်ကြည့်အောင်ဗျ level 18ထိဆိုတော့ oh my god တော်တော်တော့များတယ်ဗျလောလောဆယ် level 12ထိဒီကောင်ကိုကျွန်တော်ထပ်ပြီးတော့ပြီးရမယ်အော်နောက်တစ်ဆင့်နဲ့ရနေသေးတယ် what the heck နောက်တစ်ဆင့် oh my god ဟဲ့ level 18ထိဆိုတော့လုံးဝ share match ကိုအကြည့်ရမှာပေါ့နော် okay ဒီကောင်လေးကိုတော့ထပ်ဖြည့်ကြည့်အောင်မယ်ဗျကိုဘောဒါလေးထပ်သွားကြည့်လိုက်ပဲဗျာ12ပြီးရင်ကျွန်တော်တို့တွေ73 14 15 Oh my god ဟဲ့နောက်တဲ့တစ်စစ်ထက်ကြောအောင်မှာ Okay ပြီးသားကိုဒါလေးကိုပုံတော်သေးအောင်နောက်တစ်စစ်ထက်ထည့်ကြမှာဆိုတော့ Okay အဲ့တော့ကျွန်တော်ဒီမှာနောက်ထပ်စက်ခွန်ဆိုရင်တော့မရသေးဘူးထင်တယ်နော် Hey Okay ဒီမှာထက်တင်လို့ရတယ်တော်ပါသေးတယ်မဟုတ်ရင်ကိုတော့ကြေကွဲပြီနော်ဘာလို့လဲဆိုတက်တင်ရအရှင်းနေမကောင်း Okay ကျွန်တော်ဒီမှာထက်ပြီးတော့သုံးလိုက်ပြီအဲ့တော့ဒီကောင်ကိုကျွန်တော်တို့တွေ level 18တိရောက်သွားပြီဆိုတော့ဟိုကောင်လေးကိုတစ်ချက်သွားပြီးတော့မှပြန်ကြည့်အောင်ဗျဒီမှာ average လို့ပေါ်နေပြီเนาะအဲ့ဒါလေးကိုတော့ထပ်နေပြီးလိုက်မယ်ဒါဆိုတော့ကိုတော့နှစ်ခုပြီးသွားပြီဗျနောက်တစ်ခုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဘာလေးလဲဆိုတော့ကျွန်တော်ဒီမှာကျတော့အဲ့လိုပဲ level 90တင်ပေးရမယ်သူကကျတော့ any beta base defense beta base ရဲ့ defense ဘယ် defense ပဲဖြစ်ဖြစ်ကျွန်တော် level 90ရအဆင်ပြေပြီအဲ့တော့ defense လေးကိုကျွန်တော်တစ်ချက်ကြည့်ရအောင်ဒီမှာကျတော့ကိုကဆောနာတင်ထားပေးတာ level 8ထိရောက်သွားပြီဒီကောင်လေးကိုကျွန်တော်9ထပ်တင်လိုက်မယ်ဆိုတော့အဆင်ပြေတယ် Okay let's go ကျွန်တော် goal လေးတစ်ချက်ဖြည့်ဖို့မရှိတော့ဘူးထင်တာကိုလေးတစ်ချက်ဖြည့်လိုက်ပဲပြီးတော့ရင်တော့ကျွန်တော်တို့တွေသုံးစရာစောင်းမရှိတော့ဘူးဆိုတော့ဂျန်တော့မှာဖြစ်ပါတယ်အဲ့တော့ဂျန်လေးချက်ပြီးတော့မှဝယ်လိုက်ပါဦးမယ်ဗျကိုပါကျွန်တော်ဒီကောင်လေးကို level 90တင်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ defense လေးက level 9ရောက်သွားပြီဆိုတော့ဟိုဘက်က mission လေးကလေ Okay average လေးပေါ်နေပြီဖြစ်ပါတယ် Okay အဲ့ဒါဆိုကျွန်တော်ဒီကောင်လေးကိုထပ်ပြီးတော့ upgrade လုပ်လိုက်မယ် Okay ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုပဲကျန်တော့တယ်အဲ့ဒါလေးတစ်ခုပြီးသွားရင်တော့လုံသမားနောက်တစ်ယောက်ကရပြီဖြစ်ပါတယ် Okay ဒါလေးတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုတို့တွေဒါ hero level အကုန်လုံးစုစုပေါင်းပေါ့နော်ဒီဘက်မှာ hero 2ကောင်ရှိတယ်အဲ့ဒီ level 2ခုစုစုပေါင်းကကိုတို့45ရောက်ပြီဆိုလို့ရှိရင်တော့ဒီကောင်လေးက mission ပြီးပြီဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့45ရောက်ဖို့အနေထားလေးကဒီဘက်ချမ်းမှာကျွန်တော် level 15ရှိတယ်
ဒီဘက်ရှမ်းမှာကကြတော့ကိုတို့ level 6ပဲရှိသေးတယ်ဗျကျွန်တော်တို့ဒီမှာတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုဘက်ရှမ်းကိုလည်း level ဟိုလောက်တင်မယ်နော်ဟိုဘက်ရှမ်းကို level 20ဒီဘက်ကောင်ကို20ဒီဘက်ကို25လောက်တင်မယ်ဗျာဟိုဘက်ကို level 20လောက်တင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဟီးရိုတွေအကုန်လုံးကိုစုပြီးတော့မှတကောင်တည်းကိုပဲ level match 30ဒီတွားတင်လို့ရှိရင်တော့အဆင်မပြေပါဘူးဆိုတော့အချိန်လဲကြာတယ်ပြီးသွားရင်ကျွန်တော်တို့ဒီကုံတာလဲများမယ်ပေါ့နော်ဒီပတ်စံနေဆိုအဲကြောင့်ကိုဘောကဟိုဘက်ကို20တင်မယ်ဒီဘက်ကိုကျွန်တော်တို့တွေ25ထိတင်မယ်ဆိုရင်တော့အလုံးပေါင်း45ဆိုရင်တော့လောသမား6ယောက်ကရပြီပဲဖြစ်ပါတယ် Okay စကွန်စကို20 Okay 20မှာထပ်ပြည့်တယ်ကျွန်တော်တို့21 22 23 Oh my god let's go buddy hey ဟဲ့အဲ့ကောင်ကရနေပြီလား24ဆိုတော့ငါဘော့ရ24ဒီမြင့်စရာမလိုဘူးလေကွာငါ25ထင်နေရဒီဘက်ကို20မြင့်ရပြီ Oh my goodness Okay ပြဿနာမရှိဘူးကျွန်တော်တို့ finally မှာဆိုလို့ရှိရင်တော့လုံသမား6ယောက်ရပြီပဲဖြစ်ပါတယ် Let's go ဘယ်လောက်ကုန်သွားလဲတော့မသိဘူးเนาะကျွန်တော်ဂျန်ထိလိုက်တာဘယ်နဲ့ကြည်လဲမသိသိမ်းမတော့တွက်ကြည့်ပေါ့ Okay အဲ့တော့ကျွန်တော် average တွေကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့အလုံသမား6ယောက်ရပြီပဲဖြစ်ပါတယ် Let's go 1 2 3 boom Finally ကျွန်တော်ဒီကောင်လေးကို level 5ထိရောက်သွားပြီဆိုလို့ရှိရင်တော့အလုံးသမားတစ်ယောက်ရပြီဖြစ်ပါတယ် Oh bro thank you bro ကျေးဇူးတင်ပါတယ် Okay ဒီဘက်ကကောင်စိုးလေးကိုကျွန်တော်ဟိုဘက်ရှမ်းကိုသွားမှာဖြစ်ပါတယ်အော်တိုသွားလာဒါမှမဟုတ်ကျွန်တော်လေနဲ့လိုက်ပို့ရမလားခင်ဗျာအော်တိုသွားတာဖြစ်ပါတယ် Oh ဒီဘက်ကိုရောက်လာပြီ Nice let's go တော့ကျွန်တော်တို့အလုံးသမား6ယောက်ရရှိပြီပဲဖြစ်ပါတယ် Oh my goodnessလောသမား6ဆိုလို့ရှိရင်တော့အခုချိန်မှာလာနေတဲ့ Goblin လောသမားနေအောင်ဆိုလို့ရှိရင်တော့ total လောသမားက9ယောက်ဖြစ်သွားပြီဒီ Goblin ကျတော့သိတဲ့အတိုင်းပဲ Jan နဲ့ကျွန်တော်အသုံးပြုပြီးတော့ခိုင်းမှသာလည်းအလုပ်လုပ်တာဖြစ်ပါတယ်အဲ့တော့လောလောဆယ်တော့ကျွန်တော် Jan နဲ့ခိုင်းစရာမလိုတဲ့အလုပ်သမားနောက်တစ်ယောက်ကိုတက်ပြီးတော့ရပြီဆိုတော့ကျွန်တော်ဗာလေးတင်ကောင်းမလို့ပေါ့နော်Dragon 2လေးကိုကျွန်တော်ခိုင်းတာဖြစ်ပါတယ် Okay ပါ Okay အားလုံးဘိုင်မှာကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ